ဝင်လာပေါ်လာဆိုကျွန်တော်ကအခုချိန်မှာဆို dress to impress ဆိုကိန်းနဲ့ရောက်ရှိနေတာပေါ့နော်ဆိုတော့ဘာဖြစ်လို့လဲဆိုရင်ဒီမှာကျွန်တော်တွေ့လာဒီ game ဆောက်ဖို့က main ကလေးတယောက်ဆော့ပေါ့နော် spring model တောင်ဖြစ်သွားပြီပေါ့နော်ကျွန်တော်ဆော့နေတာ new model ကနေဟိုမှာဒါ Kasai နဲ့ collaboration ပေါ့နော် Kasai နဲ့ collaboration Kasai ဆိုတာကတော့ပေါ့နော်ဒီကဘာကျော် keyboard အဖွဲ့ပေါ့နော်ညာ keyboard frontline တိတဲ့အဖွဲ့တစ်ဖွဲ့လို့ပြောရမှာပေါ့နော်သူ့ရဲ့ချင်းနေဆိုတော့လေဒီမတိရသူရှားလောက်ပါတယ်အမကျွန်တော် master roster ခုချလာမသိကျဲကြီးတော့မဖွင့်ရဘူးအဲ့လိုအကျဲကြီးအောင်ဖွင့်ရ copyright မိမှာဆိုလို့မိုက်တယ် guys yes roster ငါ roster ဆိုတော့ဘယ်လိုပုံစံမျိုးနဲ့ဘယ်လိုပုံစံမျိုးပွဲထားမှာရကြလေးပုံစံတော့မသွားပါဘူး so oh my god okay ညာဟိုကမှငါကဆိုင်ဖွဲ့ဝင်တွေကဒီအင်ကြီးတွေသူတို့လုတ်ပေးထားတယ်ဆိုတော့ rock star fuck do a chance rockstar ဆိုရ rockstar တယောက်လို့ပြင်သွားမှာပေါ့နော် rockstar ဆိုရလားဆိုပြီးရတဲ့ပါတော့ချုံထဲပေါ့ရ oh my god ဟာဒိုင်းမိုက်တယ် good မကွက်သေးဘူးခဏသူကအမဲထားလိုက်မယ် yes ခုမှ quality guys ဒီမှာဖနက်တွေရှိရယ်ဖနက်ကတော့ဒီဖနက်စီးလိုက်မယ်ခါတပီမခါတပီပါဇန်ဘာလာချဟုတ်မယ်အခုမှဆိုရင်ကြောက်တယ် roster တယောက်လူပြင်သွားတာဆိုရန်လွတ်ကူပါတယ်နော် roster ဆိုရအောင်ချာလီအကြိုက် okay တော့ let 8 so let 8ကိုအမဲပဲဒီငါသားရတော့မပြောင်းသေးဘူး okay စာဆုံးရေးပြောင်းပေါ့နော်roster လူပဲပေါ့နော်ပေါ်ပဲအင်ကြီးဒီအနွေးတဲ့လူချင်းနေ guys အနွေးတဲ့လူချင်းနေဒီဟာလေးရောလာno မိုက်ပါဆိုဘာလဲဘယ်နေအောင်လောက်ပြီးသားမြဲတော့ roster ပါဆိုအစားလေဒီကပုံစံပြင်မလို့ okay ရပြီဟိုဒီအဲ့ဒီကြောင့်ဒီကျုံးတော့ shit rasta Jenny ဟုတ်လားတူလား guys ဟောဒါနဲ့မှမိုက်တာ oh my god yes oh my god yes style land yes damn yes စပင်းပဲဘာမှပြောစရာမလိုတာကွာကောင်းနေမင်းရ yes okay ငါတော့ဒီကောင်ဟောပြောင်းလိုက်မယ်အမဲနော်အမဲ yes ဟိုက်တယ်တောင်းကြိုက်သွားမတရားလမ်းနဲ့အပြင်းဘူးတပြိုင်တည်းမှာဒီဂိမ်းထုတ်ဘူးတည်းမှာဒီဟာလမ်းဆုံးပဲမချက်ကိုပေးသွားတာနော်ဒါ yes ဒီဟာလမ်းဆုံးမှာဟုတ်တယ်မလား
Okay ကျွန်တော်ပဲအဲ့လိုအစ်စ်နေရ Okay what the fuck အစ်စ်နေရကျွန်တော်သိရမှာအဲ့လိုသူများကျဲတပွင့်မဲ့ပေးမှာတပွင့်မှမပေးဘူးတပွင့်မဲ့ပေးမှာ yes ငါလည်းမရောက်သေးဘူး roster ဆိုဒါဘာသူစတိုင်တော့ငါလည်းမသိဘူးအဲစပင်တတုံနဲ့အဲ့လိုအဆူတော့တရားငါမမြင်ဘူးပါ Oh my damn bro ရကျွန်တော် fashion လာလေးကျွန်တော်အောက်ထုတ်လို့စားလိုက်သေးရဲ့လာမလား yeah no ဟုတ်ရေငါပုံစံတူခိုးတာလို့ကောင်မငါပုံစံတူခိုးတာလို့ fuck cow ထရကြီးတန်ကြီးရလားပါတော့ငါပုံစံတူခိုးတာလို့ဒီကောင်မငါလည်းတူရုံမယ် yes အဲ့ကျွန်တော်ဝေးလို့ခင်ဗျာကဲမင်္ဂလာပါလာရလားတော့ခဆိုင်ခရစ်စတယ်လို့ဒီစီ yes ဟောနောက်ထပ်ကောင်းနေရဘလို့မန်းဟိုတော့ကဆိုင်နေရတာတနေရလားဟုတ်လားမှန်လားရငါလည်းမသိတော့ဘူးသွားOkay နောက်ထပ် theme တစ်ခုကိုစပါပြီဒီမှာပါရန်လာနေပါတယ်ဒါဖြုတ်လိုက်အောင်မယ် theme ကစကူးတဲ့စကူးညခဏအဲ့ဒါဟွာတချင်းလားကဆိုင်ရတဲ့ချင်းလားကဆိုင်တဲ့ချင်းစကူးတော့မကြဘူးပါဟောငါចောင်းသားလိုပဲဝယ်မတူ has an with you yes စကူចောင်းသားတော့ចောင်းသားဆိုတော့ចောင်းသားလိုဝယ်ရမှာចောင်းသားလိုဝယ်ရမှာဆိုဒီလိုလားចောင်းသားဆိုတော့အောက်ပန်းအမဲနော်ចောင်းသားအောက်ပန်းအမဲចောင်းသားမှာ fashion ဆက်ဆံလေးဝယ်ရမှာ fashion ဆက်ဆံလေးfashion ဆက်ဆံလေးခဏပဲညူရမရော fashion အပေါ်ပါအဖြူနော်အကြောင်းသားမှန်လားမသိဘူးကျောင်းသားဆိုတော့လေနော်ကျောင်းသားလူပဲဝေးရမှာပေါ့အဲ့ဒါဘောကຫນွေတဲ့အညီလက်ရှိဝတ်ချင်တာဒီမှာအညီရှိရယ်ဟုတ်တယ်မလား yes အညီရှိရယ်ခဏຫນွေတဲ့အညီလိုချင်တာຫນွေတဲ့အညီမရှိဘူးဒါဝတ်လာမလားညခဏကျောင်းသားတဲ့စကူငါចောင်းသားလို့ပြောတာတီးနေမယ်ကွာစတူဒန့်မှမဟုတ်တာစကူတဲ့ရောက်ចောင်းကဘလူးကြီးငါចောင်းသားလို့ပဲပြင်လိုက်တော့ right မှန်ပါတယ်နော်နကတိုင်ဝေးရမယ်နကတိုင်ပါရောက်နော်ငါចောင်းသားနကတိုင်ငါပါရောက်မှန်းတော့ငါမသိဘူးတကယ်ပြောတာဆိုokay ဒါဖြုတ်လိုက်မယ် right မှန်လား yes ဒီတိုင်းမိုက်တယ်ဖော20ပဲကျန်တော့ဟာရုပ်အဲ့ဒါတော့ဖြူဖြစ်မှရမယ်3 မိနစ်ကျန်သည်3 မိနစ်ပဲကျန်တော့တာခဏစကူတဲ့ကျောင်းသွားမယ်စတိုင်ဆိုတော့ပန်းအောင်လေးမလုပ်ပေးနဲ့အမေရောင် crazy ကျွန်တော်အမေရောင် crazy ဆိုတော့ crazy ဖြစ်တာအမေရောင်ပဲရှိတယ်ဟိုတည်းမင်းအဲ့လိုကြီးပြင်ကြတယ်စကူဆို what the fuck ဘလူးပြင်ထားတော့အထိုင်လို့မရတာလားရရှားတယ်โอเคရကျုံသားပုံစံမပြင်ပါဘောလား
စပင်းဒီတိုင်းမမိုက်ဘူးတိုင်းမမိုက်ဘူးမလောက်ကြိုက်ဘူးအာ damn bro တညောင်းရလာနေ yes တန်ရចောင်းသားလည်းမဟုတ်ပါဘူးကွာငါဒီကုတ်ကြီးပြန်ချုပ်ကုတ်ကြီးချုပ်ပြမယ်လက်သေးလောက်မလက်သေးအဲចောင်းသားလည်းလက်သေးလောက်ရတာပဲနော်လုပ်လို့ရပါတယ်အဲလေငါဖနလည်းမစီရသေးဘူးyes ရှေ့ကဘလို့တော့ guys yes ကျောင်းသားကဖနက်လေးစီးပြီးလက်အိတ်တာတော့ဝင်ရမလားအောက်ထောက်လူချင်တာဒီကွာဒီလား မိုက်တယ်ငါချောပွေးဟူလီချောပွေးအဲ့တော့ရောင်ပြောင်းမဝီရမှာဝီကခဏ yes ရပြီဟောရာကျောင်းသားစတိုင် yes damn မိုက်တယ်မလား yeah ခပတ်လေးပတ်မယ်ခပတ်လည်းပတ်လို့ရတယ်ဒါပဲရပြီငါစတိုင်လန်းနေမလားရဒီခါနှစ်ယောက်ပြန်มาနေတော့ငါကကျွန်တော်ကဟိုဒူးစမှာကျွန်တော်လူဖိတ်လိုက်တာဒီတယောက်လက်ခံနေနေတူတယ် VIP ရဂီတာကြီးပဲတီးနေတယ်လို့ဗာလေတော်မြင်နေနော် fashionista ဟုတ်လား fashionista classy yes right okay ဒါဘူးဒီတော့ဒီ yes ဒါဆရာမစတိုင်ဒါဆရာမဟိုဒါဆရာမစတိုင်လက်မလည်းတော့ပတ်လမ်းမတယ်တပွေးမှလည်းမပေးပါဘူးအဘေးရလို့ငါ့ဝက်ပေးကြပါငါတော့မပေးပါဘူးဟုတ်ကဲ့ and this only မဟုတ်ဘူးတယောက်တည်းရေ တစ်ချက်လေးတော့的牛不服的什么 yes bye bye ကြတာအနေရပါတယ်ခင်ဗျာစနေရကြစနေရပါတယ်ကျွန်တော် fashion yes စနေကိုရတော့ပါတယ်ခင်ဗျာတက်တော့မရပါဘူးဟာဒီကောင်မဘာဖြစ်နေတော့အော်ဒီမှာကဆိုင်လိုကိုကြီးကွာ yes ငါစနေရတယ်နော်ငါတန်လားလာပါနော်စနေကိုမတိတ်ကိုပေးနေတာဒါဂျပန်မှာလောက်တာကဆိုင်မတူတော့ပုံနေတာသူတို့မြို့ကဆိုင်မြို့လို့ပဲပြောရမှာပေါ့နော်ဗျာဆိုတော့ဒီကတိပြီးတော့လောက်ပါပဲဆုံးဒီရှုပ်ပြတော့စစ်စရာလုံးစစ်ပါကျွန်တော် channel လေး like subscribe လုပ်ခဲ့ပြီးမမေးပါနဲ့အားလုံးပဲခေါ်ရင်ခင်ဗျာ